မင်္ဂလာပါ N3 Somatomary ရဲ့ဒါရုံရှုမိကမဲ့ graph နည်းဖြစ်ပါတယ်။ graph နဲ့ပတ်သက်တာပဲအခန်းနံပါတ်1ပေါ့နော်။အဲ့တော့ယောကုစကဝါရလို့ပြောခဲ့မှာကြည့်မယ်။နာနီတော့ sound by ဆိုတာကအဆအောင်ပြောတာ။ sound by ဆိုတော့သုံးဆ။ဘသူရဲ့သုံးဆလို့ပြောတာ sound by။သူနဲ့မှားတတ်တာညာဘက်ကနာနီတော့3分の1ဒါကြတော့3ပုံတစ်ပုံလို့ပြောတာ3ဆနဲ့3ပုံတစ်ပုံဆိုအရင်အဓိပ္ပာယ်တခြားစီနော်ဒါကြောင့်အဲ့ဒီနှစ်ခုကွာခြားချက်ကိုသိချမှတ်ပါ3倍ဆိုရင်အဆကိုပြောတာ分の1လို့ပြောရင်ဘယ်နှပုံတစ်ပုံဆိုပြီးတော့ပြောတာဖြစ်တယ်နောက်တစ်ခုကဝါဒီအိုင်ရိဇဆိုတာကratio အချိုးကိုပြောတာပဲဝါဒီအိုင်ဆိုတာလည်းအချိုးပြောတာရိဇကလည်းပဲအချိုးစားအောင်ပြောတာပဲဟိုက်နောက်တစ်ခုကြတော့တိုင်ဟန်အိုရှိမဲတို့ဒီစကားလေးက graph မှာပဲသုံးတယ်တိုင်ဟန်အိုရှိမဲတို့ဆိုတာကလေနေရာတော်တော်များများနေရာယူထားတယ်လို့ပြောချင်တာမှာထားကတော့ဒီလိုအပွား graph လေးဒီလိုအဝိုင်း graph လိုမျိုးလေးဆိုလို့ရှိရင်နေရာတော်တော်များများယူထားတယ်ဒါဆိုရင်နေရာတော်တော်များများယူထားတယ်ဒီအောင်အဲ့လိုလေးပြောတဲ့အခါမှာတိုင်ဟန်အိုရှိမဲစုဆိုပြီးတော့ပြောရတယ်တိုင်ဟန်အိုရှိမဲစုကဲအဲ့တော့ပေါ်ပုံဖတ်ကြည့်မယ်グラフが2つ以上あるときはどこが違うかよく見比べてみましょうねグラフကနှစ်ခုထက်အထက်ရှိလာတဲ့အခါကျရင်ဘယ်နေရာမှာမတူလဲဆိုတာကိုသိချနှိုင်းယှဉ်ပြီးတော့ကြည့်ကြရအောင်ဒီ graph ကိုကြည့်မယ်ဆိုရင် swimming ဆိုတာသိလားအဲ့ချိန်ကိုပြောတာနော် swimming သူရဲ့ graph မှာသူအဲ့ချိန်ကဒီတစ်ခုလုံးသူအဲ့ချိန်ဒီဘက်ကတရား graph ကဒါ Benkyo ကဒီတစ်ခုလုံးဟုတ်ပြီနော်အဲ့တော့ swimming တလောက်အများယူထားတာမှသူမအဲ့ငိုင်းနေတဲ့僕の一日は寝ている時間が大半を占めているကျွန်တော်ရဲ့တနေ့တာအိတ်နေတဲ့အချိန်ကနေရာတော်တော်များများယူထားပါတယ်တဲ့ဟုတ်တယ်နော်ဒီမှာပုံတိုင်းပဲဒီဘက်ကခေါင်းကြတော့僕の一日は勉強が大半を占めているကျွန်တော်ရဲ့တနေ့တာမှာတော့勉強ကနေရာတော်တော်များများယူထားပါတယ်はいအဲ့တော့皆さん一日を大半を占めているがばれ勉強လား睡眠လားけ練習会話をパチやあん女の人ね男の人ねပြောကြတယ်あらご飯そんなに残しちゃって具合でも悪いのあらへသမင်းနေအလောက်အများကြီးခြံထားလား具合でも悪いのနေများမကောင်းလို့လားနေမကောင်းလို့လားလို့မေးတဲ့နောက်တစ်နည်း具合でも悪いの具合でも悪いですかလို့မေးလို့ရပါတယ်男の人はပြန်ပြောတယ်いや体はどこも悪くないんだけどခန္ဓာကိုယ်တော့ဘယ်နေရာမှာမှမကောင်းတာမရှိပေမဲ့လည်း食欲がなくて食欲အစာစားခြင်းစိတ်မရှိလို့きっとストレスのせいだと思うんだတေချာပေါストレス stress တွေနော်စိတ်ဖိစီးမှုတွေ not say မကောင်းတဲ့ဟာကြောင့်လို့ပြောတဲ့အတွက် say နဲ့တုံးတယ်きっとストレスのせいだと思うんだတေချာပေါစိတ်ဖိစီးမှုတွေကြောင့်ပဲဖြစ်မယ်လို့ထင်တာပဲ最近仕事があんまりうまくいってないからခုတလောအလုပ်ကလည်းတေချာချောမွေးမဖြစ်နေဘူးပေါ့နော်အဲ့ဒါကိုあまりうまくいっていないうまくいってないဆိုတာကတိတ်စမပြေဘူးချောမွေးမဖြစ်ဘူးလို့ပြောတာそうなのဟုတ်လား私はストレスがあると食べ過ぎちゃって太るから嫌になっちゃうငါဆိုရင် stress ရှိလို့ရှိရင်食べ過ぎちゃってအစားစားတယ်လို့ stress တွေပြီးလို့ရှင်ဒါပဲစကိလို့နော်အရင်အစားများပြီးတော့တိုးလို့ဝါတာမလို့ရနေနာချောင်းစိတ်ညစ်တယ်လို့ပြောတာရနာချောင်း一度体重が増えると元に戻らないしတစ်ခေါက်လောက်များ weight တက်သွားပြီဆိုရင်
မိုတိုနီမိုတိုလာနိုင်သူမြင်းနေရပြန်မရောက်တော့ဆိုမကြတော့ဘူးလို့ပြောချင်တာကောင်မလေးကတော့ stress ရလို့ရှိရင်စားများတယ်ဝလာတယ်စိတ်ညစ်တယ်တစ်ခါလောက် weight တက်သွားပြီဆိုလို့ရှိရင်ပြန်မကြတော့ဘူးသူ stress ရလို့ရှိရင် weight တက်တာပေါ့ဤနာတဲ့ကောင်းလိုက်တာ俺다이주모 해쳤다요ကျွန်တော်ကတော့ weight လဲကျသွားတယ်အားရဆိုနေပါအမနီယခုနိုင်ကြနိုင်အဲ့ဒါတော့တိတ်မကောင်းဘူးနော်無理しても食べた方がいいわよ無理をしても無理しても食べた方がいいဆိုတာကပြောချင်တာလဲဆိုတော့စားမှုနဲ့စားတာပိုကောင်းမယ်လို့ပြောချင်တာဒီ weight ကျသွားတော့မကောင်းဘူးပေါ့နော်အားကြောင့်မစားချင်လဲအစားစားချင်သိမရှိလဲအတင်းစားဖြစ်အောင်စားဝင်အောင်စားတာကောင်းလိမ့်မယ်လို့ပြောချင်တာမွန်းဒီကိုစုလို့ဆိုတာကမရမကလောက်တာမျိုးပြောချင်တာပေါ့နော်အဲ့တော့မွန်းဒီစတယ်ဖို့ဒါပဲတောင်းခိုင်းပါရောမစားချင်လဲစားတဲ့နဲ့နော်でもそれよりストレスを解消することを考えなきゃဒါပေမဲ့လည်းအဲ့ဒါထက်ဆိုခုနစားတာမစားတာဆိုတာထက် stress ကိုခိုင်းလျှော့ဆိုလို့ဆိုတာဖြည့်ရှင်းတာပေါ့နော် stress တွေကို short ချတာအဲ့ဒီစိတ်ဖွစီမှုတွေ short ချဖို့ကိုမစင်စားလို့မရဘူးခံငါရနာခ ्या ဆိုတာကခံငါရနာခဲတဲ့ဘာနာဒီမာစင်ဆိုတာကိုအတူကောက်ပြောတာဖြစ်ပါတယ်ခံငါရနာခ ्या စဉ်းစားရမယ်မစဉ်းစားလို့မရဘူးလို့ပြောတာအဲ့တော့ကမေကွန်ပတ်ချင်မယ်男の人は病気で食事の量が減っている。病気ဖြစ်တာကြောင့်မလို့ယောဂဖြစ်နေတာကြောင့်မလို့အစာစားတဲ့ဒီပမာဏက減っているဆိုတာရော့ကြတယ်လို့ပြောတာဟုတ်လားယောဂကြောင့်မဟုတ်ဘူးနော် stress ကြောင့်လို့ပြောတာတဲ့မှားတယ်2番男の人はストレスのせいで病気になったstress ကြောင့်မို့လို့病気ဖြစ်သွားတယ်ယောဂဖြစ်သွားတယ်ဟုတ်လား病気ကြောင့်တခုမှမပါသေးဘူးမှားတယ်女の人はストレスがあっても食欲は減らないကောင်းမလေးကြတော့ stress ရှိလည်းပဲအစာစားခြင်းစိတ်ကမလျော့ဘူးဟုတ်တယ်နော်သူအရင်အစားများတယ်ဒါပဲစုတီးတူတော့ပြောထားတယ်ဆိုတော့食欲は減らないဆိုတာဒါမှန်တယ်4番女の人はストレスがあると体重が増えるကောင်းမလေးက stress ရပြီဆိုလို့ရှိရင် weight တက်လာတယ်ဟုတ်တယ်မလားအစားများအစားလွန်လာပြီးတော့ weight တက်တယ်တစ်ခါတက်ရင်ပြန်မကျတော့ဘူးလို့ပြောသွားတယ်5番男の人のストレスは体重が減ったことが原因であるကောင်းလေးရဲ့ stress ကတဲ့ weight ကျတဲ့အကြောင်းရင်းက gain in ဖြစ်တယ်အဓိကအကြောင်းရင်းဖြစ်တယ် weight ကျသွားလို့ weight တွေကျသွားလို့သူ stress ရတာဖြစ်တယ်လို့ပြောချင်တာအဲ့လိုပြောထားအောင်နော်ဒါကြောင့်မို့လို့အဖြေက3番နဲ့4番ဖြစ်ပါတယ်ထားတယ်နော် graph ကိုကြည့်ပြီးတော့မေခွန်ဖြေပါ graph ကောင်းစဉ်က stress を感じている時の食事の量の変化 stress တွေခံစားရတဲ့အခါမှာအစာစားတဲ့ပမာဏအပြောင်းအလဲ 変化ဆိုတာအပြောင်းအလဲကိုပြောတာအဲဒီမှာဓာတ်ဆေးကြော်ဆေးဆိုပြီးတော့ graph နှစ်ခုခွဲထားတယ်ဓာတ်ဆေးတွေထဲမှာဒီလောက်နေရာအကျယ်ယူထားတာเนาะဒိုင်ဟန်ကိုရှိမဲ့တဲ့လူကဘယ်လိုဖြစ်ထားလဲခါဝါရနိုင်လို့ဖြစ်ထားတယ်မပြောင်းလဲဘူးအစာစားတဲ့ပမာဏမပြောင်းလဲဘူးလို့ဖြစ်တဲ့သူကတဝက်ကြော်ရှိတယ်ဝါကရနိုင်မသိဘူးလို့ဖြစ်တဲ့သူကဒီလောက်ရှိတယ်多くなる時も少なくなる時もあるနေတဲ့ခါလည်းနေတယ်များတဲ့ခါလည်းများတယ်လို့ဖြစ်တဲ့သူကဒီလောက်ရှိတယ်စုခုနာခုနာတို့စားတာနေသွားတယ်လို့ဖြစ်တဲ့သူကဒီလောက်ရှိတယ်အိုးခုနာတို့စားတာများလာတယ်လို့ဖြစ်တဲ့သူကဒီလောက်ရှိတယ်ဒါတန်စိန်နော်ကြော်စဲမှာကြတော့ခါဝရနိုင်မပြောင်းလဲပါဘူးစားစားပမာဏမပြောင်းလဲပါဘူးလို့ဖြစ်တဲ့သူကတဝက်နီးပါရှိတယ်わからないမသိဘူးလို့ဖြစ်တဲ့သူကဒီလောက်ရှိတယ်။အိုးခုနတို့တိုကီမိုစခုနတို့တိုကီမိုအားလို့ဖြစ်တဲ့သူလည်းရှိတယ်။စခုနတို့နေဝါအဲ့လိုဖြစ်တဲ့သူလည်းရှိတယ်။ごめんなさい။အိုးခုနတို့များလာအဲ့လိုဖြစ်တဲ့သူလည်းရှိတယ်။ကြတော့ဒီ graph တွေကြည့်ပြီးတော့ဘယ်စာသူနဲ့ကိုင်းနေတယ်လဲဆိုတာကိုရွေးရမှာပေါ့နော်။စာရေးထားတယ်။ graph の説明として正しいものはどれか။အဲ့ဒီ graph ကိုကြည့်ပြီးသူ説明လုပ်ထားတယ်။အဲ့ဒါမှန်တဲ့ဟာပဲဟာလဲ
အမတို့ဒီ graph ကိုရှာတယ်လို့ပဲ graph ရှိပြီးစာကိုရှာတဲ့အခါမှာလည်းတစ်ချောင်းချင်းစီပုံကိုကြည့်လိုက်စာကိုဖတ်လိုက်လို့ရမယ်နော်နံပါတ်1ကိုရင်ဖတ်ကြည့်မယ်ストレスを感じている時စိတ်ဖိစီးတဲ့အခါမှာ女性で食事の量に変化があると回答した人は変わらないわからないと回答した人の約3分の1である。胸に勝て3分の1、3分のပုံနဲ့ဒီလိုဖြည့်တဲ့သူက3ပုံတစ်ပုံနဲ့ဘယ်လိုဖြည့်တာလဲ変わらないわからないလို့ဖြည့်တဲ့သူမပြောင်းလဲဘူးမသိဘူးလို့ဖြည့်တဲ့သူအရှိရပါတယ်လေ食事の量に変化があるလို့ဖြည့်တဲ့သူအပြောင်းလဲရှိတယ်လို့ဖြည့်တဲ့သူကမပြောင်းလဲဘူးမသိဘူးလို့ဖြည့်တဲ့သူထက်ဖြည့်တဲ့သူရဲ့3ပုံတစ်ပုံရှိတယ်နားလည်လားမပြောင်းပါဘူးလို့ဖြည့်တဲ့သူက sorry ပြောင်းခင်ခါကပြောင်းတယ်လို့ဖြည့်တဲ့သူကမပြောင်းမှုမသိဘူးလို့ဖြည့်တဲ့သူတွေရဲ့3ပုံတစ်ပုံရှိတယ်ဆိုတော့ဘယ်သူကပုံများမှာမပြောင်းမှုမသိဘူးလို့ဖြည့်တဲ့သူကပုံများပြီးတော့သူက3ပုံတစ်ပုံရှိတယ်လို့ပြောတာသူကဘယ်သူလဲဟန်ကာကအာဒူလို့ဖြည့်တဲ့သူကျော်စိမ်းမာလို့ပြောတယ်နော်အဲ့ဒါလေးရင်နားလဲအောင်ကြည့်ကြည့်မယ်ကျော်စိမ်းမာပြောင်းလဲရှိတယ်လို့ဖြည့်တဲ့သူအဲ့ဒီမှာပြောင်းလဲရှိတယ်ဆိုပြီးအတိအကျမပါထားပေမဲ့ဝါကာရာနိုင်ခါဝါရာနိုင်ဆိုတဲ့ဟာတွေ့တယ်မသိဘူးမပြောင်းဘူးဒီဘက်ကျတော့နည်းနည်းခါလည်းရှိများတဲ့ခါလည်းရှိနည်းတာလည်းရှိတယ်များတာလည်းရှိတယ်ပြောရတယ်ဆိုတော့ဒါတွေကပြောင်းတယ်လို့ပြောတာဟုတ်တယ်မလားအဲ့တော့ရှုပ်ကုန်ပြီလားအဲ့တော့ပြောင်းနေတဲ့ခါလည်းရှိတယ်များတဲ့ခါလည်းရှိတယ်နေသွားတယ်များသွားတယ်လို့ဖြေတဲ့သူကပြောင်းလဲမှုရှိတယ်လို့ဖြေတဲ့သူတွေပေါ့နော်အဲ့တော့ဒီတစ်ချမ်းလုံးအဲ့ဒါကဟင်ကာကအားလို့ခိုင်တိုးလောက်တဲ့သူတွေဒီဖက်တစ်ချမ်းကြတော့ခါဝါရာနိုင်ဝါကာရာနိုင်လို့ဖြေတဲ့သူတွေကြတော့ဒီဖက်တစ်ချမ်းဒီဘက်မှာအနီနဲ့ချိန်လိုက်ခါဝါရာနိုင်ဝါကာရာနိုင်လို့ဖြေတဲ့သူခုနသူစာမှာကခါဝါဒူလို့ဖြေတဲ့သူကခုနဖြေတဲ့မတိမပြောင်းလို့ဖြေတဲ့သူရဲ့3ပုံတစ်ပုံပဲရှိတယ်ဆိုတော့ဒီအနီဖက်ကပုံများမှာမလားအမတို့အနီချိန်လိုက်တဲ့ဖက်ကပုံများပြီးတော့အပြား3ပုံတစ်ပုံပဲဖြေရမယ်လို့ပြောလာတယ်ဆိုတော့ဒီမှာဟုတ်လားဒီပုံတိုင်းဆိုလို့ရှိရင်မဟုတ်နေဘူးမလား3ပုံတစ်ပုံမကောက်သူအတောင်အပြားတောင်ပုံများနေတယ်ဆိုတော့နံပါတ်1ကိုပယ်လိုက်မယ်ストレスを感じているとき女性で食事の量の変化があるလို့ဖြေတဲ့သူကခုနနဲ့တူပဲနော်ပြောင်းလဲရှိတယ်လို့ဖြေတဲ့သူကခုနမှာတော့ဒီလိုလေးမှတ်သားလောက်တယ်ပြောင်းလဲရှိတယ်လို့ဖြေတဲ့သူကခါဝရနိုင်တို့ဝါကရနိုင်လို့ဖြေတဲ့သူရဲ့3ပုံတစ်ပုံဖြစ်တယ်အတူတူပဲမလားအပွားနဲ့တူတူပဲလို့ရေးထားတယ်ဆိုတော့အမတို့အပေါ်နံပါတ်1မှာကပယ်လိုက်ပြီဆိုတော့နှစ်ကလည်းအဲ့စာချောင်းပါလာကြတဲ့ဟာကိုပယ်ပလိုက်မယ်ဒါကြောင့်တေချာဖတ်တာနော်အလုံးမျိုးပယ်မှားပြီးပယ်မိမှာဆိုတော့ဒါကြောင့်တေချာနားလဲအောင်ဖတ်ခိုင်းတာကနံပါတ်3ကြတော့ストレスを感じているとき女性で食事の量に変化があるလို့ဖြေတဲ့သူနော်ခုနလိုပဲပြောင်းလဲရှိတယ်လို့ဖြေတဲ့သူတွေက全体の半数以上である全体ဆိုတာတစ်ခုလုံးရဲ့半数以上半ဆိုတာတစ်ဝက်မလားတစ်ဝက်ထပ်ပိုကျော်တယ်လို့ပြောသွားတယ်တစ်ခုလုံးရဲ့ဒီအဝိုင်းတစ်ခုလုံးရဲ့တစ်ဝက်ထပ်ကျော်တယ်ဟုတ်တယ်ဟုတ်အခုနအမပြန်ဖြတ်လိုက်ဒီမှာခါဝရနိုင်ဝါကာရနိုင်လို့ဖြေတဲ့အတွက်ဒီဘက်တစ်ချမ်းခါဝဒူဆိုပြီးတော့ဟန်ကာရှိတယ်လို့ဖြေတဲ့သူကဒီဘက်တစ်ချမ်းတဝက်ဆိုလို့ရှင်ဒီနာမရှိပါမလားတဝက်ထက်သူကြော်တယ်မလားဒီမှာဆိုတော့တဝက်ထက်ကြော်တယ်လို့ပြောသွားတော့ဒီထိကမှန်နေပြီဆက်ပြီးဖတ်မယ်
女性で少なくなると答えた人の割合は男性よりずっと多い。မိန်းကလေးတွေထဲမှာစားစားရနေသွားတယ်လို့ဖြေတဲ့သူရဲ့ဝါဒီယာ၏အချိုးဝါဒီယာ၏နော်အချိုးကဒန်းစဲတွေထက်ずっと多いဆိုအများကြီးပိုများတယ်လို့ပြောတာဘယ်သူကပိုများတာလဲဂျော်ဆေးတွေကပိုများတယ်တဲ့ဒန်းစဲတွေထက်တဲ့အချိုးပိုများတယ်တဲ့ဘာချိုးလဲစခုနာခုနာလို့ဖြေတဲ့သူရဲ့အချိုးအဲ့တော့စခုနာခုနာလို့ပဲအမတို့တွက်ရှာကြည့်မယ်တော့ခုနချဲထားတဲ့ခဏလောက်ဖြတ်မယ်စခုနာခုနာလို့ဆိုတာပဲမှာလဲဒီမှာစခုနာခုနာလို့ယောက်ျားလေးမှာဒီမှာစခုနာခုနာလို့တော့ပြမိန်းကလေးရယောက်ျားလေးထပ်ပို့ပြီးတော့အများကြီးပိုများတယ်လို့ပြောတာဟုတ်လားများလားမများအောင်မလားဒီမှာအတူတူပဲမလားသူတို့ရဲ့ပမာဏလေးကတူတူလောက်ပဲずっと多いဆိုတာလုံးဝကိုတိတတာယူပိုများကြအောင်ပြောတာဒါလုံးဝအတူတူလောက်ပဲဖြစ်နေတော့နံပါတ်3ကလည်းမှားတယ်ဆိုတော့ဆောင်းပွဲမှာဆိုတော့နံပါတ်4ကအဖြေပဲဆိုပြီးရွေးလိုက်တော့ဗောနော်ဖတ်မနေတော့ဒါပေမဲ့ခုတော့ဖတ်ကြည့်မယ်ストレスを感じているとき、女性で食事の量に変化があると回答した人は全体の半数以上である。そう、アポワードちゃんね、ととべ、80万ね。女性で多くなると答えた人の割合は男性よりずっと多い。メングリーでまあ、さらများလာတယ်လို့ဖြေတဲ့သူကယောက်ျားလေးတွေထက်ပိုများတယ်အဲ့တော့အိုခုနာတို့ပဲတော့ကြည့်ကြမယ်နော်ခုနာမှာတော့ခုနာတို့ကြည့်ထားတာဖြတ်လိုက်မယ်အိုခုနာတို့လို့ဖြေတာဒီမှာအိုခုနာတို့စားတာတွေများလာတယ်မိန်းကလေးတွေယောက်ျားလေးတွေအိုခုနာတို့ကဒီလောက်လေးပဲကဲအဲ့တော့မိန်းကလေးတွေကပုံပြီးတော့အရေးအတွက်ပုံများတယ်မလားဒါကြောင့်အိုခုနာတို့လို့ဖြေတာက男性よりずっと多いအများကြီးပိုပြီးတော့များပါတယ်ဒါကြောင့်ဖြေရရုံပါဖြစ်ပါတယ်ကဲတော့ဘယ်လိုလဲ graph ကခတ်တယ်ဆိုပြီးတော့ငါတို့တော့ graph စာရီကြော်ပလိုက်မယ်ဟဲ့လို့တော့မလုပ်နဲ့เนาะဒီလိုလေးဖတ်နီးကိုသိရင်သတိထားမှနေရာလေးကိုရွေးချယ်ပြီးဖတ်တတ်လို့ရှိရင် graph ကအရင်လွယ်ပါတယ်အမှတ်ကိုမြန်ဆန်နဲ့အများကြီးယူနိုင်တဲ့မေကွန်ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ graph မေကွန်တွေကိုမကြော်ပါနဲ့အလုံးမှလည်းအသုံးဝင်ပါတယ်頑張ってください